မလေးရှားနိုင်ငံရေးပြင်မှာအထီးကျန်ကျွန်းတစ်ခုရှိနေပါတယ်။အဝေးကနေကြည့်မယ်ဆိုရင်အဲ့ဒီကျွန်းရဲ့ပုံစံကကြောက်စရာကောင်းတဲ့လူဦးခေါင်းခွန်ကြီးနဲ့ဆင်တူနေတာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း100လောက်ကအဲ့ဒီကျွန်းပေါ်ကလူတွေဟာတင်ညာရဲနဲ့ထူးထူးဆန်းဆန်းပျောက်ကွယ်သွားခဲ့ကြတယ်လို့ပြောစပတ်ရှိကြပါတယ်။အဲ့ဒီအချိန်ကစပြီးဒီကျွန်းဟာအသွားလာပိတ်ပင်ထားတဲ့နယ်မြေတစ်ခုဖြစ်လာခဲ့ပြီးဘယ်သူမှလည်းချိန်မချရဲကြတော့ပါဘူး။တနေ့မှာတော့ဒေါ်လာ9000စုကြေးရမယ့်အလောင်းစားကိုနိုင်ကျင်ကြတဲ့လူငယ်တစုဟာဒီကျွန်းပေါ်မှာညအိတ်ကိုဆုံးဖြတ်လိုက်ကြပါတယ်။သူတို့စိတ်ကူးထားတဲ့ပူဆိုးတဲ့အိမ်မက်ဆိုးကြီးတစ်ခုကစောင့်ကြိုနေတယ်ဆိုတာကိုတော့သူတို့မသိခဲ့ကြပါဘူး။ကျွန်းပေါ်ရောက်ပြီးမကြခင်မှာပဲမိန်းကလေးတစ်ယောက်ဟာတောထဲကထူးထူးဆန်းဆန်းပြီးလှပတဲ့ငှက်ကလေးတစ်ကောင်ရဲ့ဆွဲဆောင်မှုကိုခံလိုက်ရပါတယ်။သူမဟာတတိမထားမိပဲအဲ့ဒီငှက်နောက်ကိုတောနဲ့ထဲအထိလိုက်သွားမိပါတော့တယ်။သူမရဲ့တုငယ်ချင်းတွေကလည်းစိုးရိမ်တကြီးနဲ့နောက်ကနေကတ်လိုက်သွားရင်မောင်မဲနေတဲ့တောအုပ်ထဲမှာဝတ်ထားတယ်လို့ဖြစ်နေတဲ့စွန့်ကစ်ထားတဲ့ရွာပြက်ကြီးတစ်ခုကိုတွေ့သွားခဲ့ကြပါတယ်။ရွာရဲ့အဝင်ဝါကိုတန်ကြိုးကြီးတွေနဲ့ခိုင်ခိုင်မာမာပိတ်ထားတာကတစုံတစ်ခုကိုတားမြစ်နေတဲ့သတိပေးချက်တစ်ခုလိုပါပဲ။တတိရှိလာကြီးရဲ့ဆိုတဲ့ကောင်လေးတစ်ယောက်ကတော့ဂယုမဆိုင်ပဲတန်ကြိုးတွေကိုဖျက်ပြီးရှေ့ကနေဝင်းသွားခဲ့ပါတယ်။ထူးထူးခြားခြားဘာမှမတွေ့တာနဲ့ကြံတဲ့သူတွေလည်းနောက်ကနေလိုက်ဝင်းသွားကြတာပေါ့။ဒါပေမဲ့ဆိုဖီယာလို့ခေါ်တဲ့မိန်းကလေးကတော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေပါတယ်။သူမမှာကတခြားသူတွေမခံစားနိုင်တဲ့အရာတွေကိုအာယုံခံနိုင်တဲ့ထူးခြားတဲ့စွမ်းအင်တစ်ခုရှိနေလို့ပါညဘက်ရောက်တော့သူတို့ဟာရွာထဲမှာအိမ်အလုပ်တစ်လုံးကိုတွေ့ခဲ့ကြပါတယ်အမြန်ပဲတန့်စင်ရလို့ပြီးအဲ့ဒီမှာပဲညအိတ်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့အစပိုင်းမှာတော့အားလုံးအဆင်ပြေနေပုံရပေမဲ့တန်းတော်ရဲ့အချိန်မှာတော့တကားကြီးကတကြည်ကြီးနဲ့ပွင့်လာပြီးတောထဲကနေငိုထန်တဲ့တဲ့လေးတို့ကြားလိုက်ရပါတယ်ဆိုဖီယာလည်းလန့်နိုးလာခဲ့တာပေါ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါသူမရဲ့တငယ်ချင်းတွေဟာမျက်လုံးတွေကိုတင်းတင်းမိတ်ထိငင်ငင်လေးထိုင်နေကြတာကိုတွေ့လိုက်ရပါတယ်။သူမခေါ်ကြည့်ပေမဲ့ဘသူမှပြန်မထူးကြပါဘူး။အဲ့ဒီနောက်မှာတော့သူတို့တွေဟာတယောက်ပြီးတယောက်လဲသွားကြပါတော့တယ်။ဆိုဖီယာတကိုယ်လုံးချွေးဝေရွှဲပြီးလန့်နိုးလာပါတယ်။ဒါတွေအားလုံးကအိမ်မက်ဆိုးတစ်ခုခိနေခဲ့တာပါ။မိုးလင်းသွားပြီဖြစ်လို့သူမရဲ့တငယ်ချင်းတွေလည်းပြန်ဖို့ပြင်ဆင်နေကြပါပြီ။သဘောတူထားတဲ့အတိုင်းကန်းဒီမှာသူတို့ကိုလာကြိုးမဲ့လွှေးကိုစောင့်နေကြတာပေါ့။အဲ့ဒီအချိန်မှာဆိုဖီယာကသူမရဲ့ဖုန်းတွေကဓာတ်ပုံတွေကိုဒီတိုင်းလောက်ရှောင်ကြည့်နေတော့မရှိတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့သွားပါတယ်။အဲ့ဒီပုံထဲမှာသူတို့အားလုံးဟာမနေ့ညကအိမ်ထဲမှာအလောင်းတွေလိုမျိုးအိတ်မောကြနေတာကိုတွေ့လိုက်ရပါတယ်။သူမတကွန်လုံးကြက်တီးထသွားပါတယ်။သူတို့အိတ်ဖြော်နေတော့ဘသူကဒီပုံကိုရိုက်သွားတာလဲ။ကြောက်စိတ်တွေဝင်လာပြီးဒီကျွန်းပေါ်ကနေအမြန်ဆုံးထွက်သွားခြင်းစိတ်ပဲရှိပါတော့တယ်။ဒါပေမဲ့လွှေကရောက်မလာခဲ့ပါဘူး။အလောင်းစားလုပ်ခဲ့တဲ့သူကသူတို့ကိုနောက်ချင်တာနဲ့လွှေလာကြုံမဲ့အချင်းကိုတမင်နောက်ကျအောင်လုပ်ထားတာပါဒေတာခံလမ်းပြကဒီကိုတိသွားတဲ့အခါသူတို့ကိုဆက်သွယ်ဖို့စ조사ပြီးစွန့်ထထားတဲ့ရွာပြက်ကြီးနားကိုလုံးဝမသွားဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်းပေါ်မှာဖုန်းလိုင်းမရှိတာကြောင့်အဲ့ဒီတတိပေးချက်ကသူတို့စီကိုရောက်မလာခဲ့ပါဘူးနိုင်ပေါင်းများစွာဆောင်းဆိုင်တဲ့နောက်မှာတော့ဒီလူငယ်တစုဟာတခြားရွေးချယ်စရာမရှိပဲအဲ့ဒီရွာပြက်ကြီးစီကိုပဲနောက်ထပ်ညတညထပ်အိပ်ဖို့ပြန်သွားခဲ့ကြရတော့ပါတယ်သူတို့ဘဝမှာအကြောက်ဆုံးမြင်ကွင်းကြီးကိုမြင်တွေ့ရမယ်ဆိုတာကိုတော့သူတို့လုံးဝမသိခဲ့ကြပါဘူး